ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာကြီးထင်လင်းဤဘာသာပြန်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့တကျွန်းဆန်ဤအပြန်လန်းဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်း20နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာအစိုးရရှိနေကြီးသည်သူ၏နှုတ်ခမ်းများကိုရှာဖြင့်ရ၍ဆိုဆွစေပြီးရှေ့သို့ကိုင်းလိုက်ခမဒီဆောင်းပါးတွေထည့်နေတာကိုရက်လိုက်မယ်ဆိုရင်ပေါ့လေတကယ်ကတော့ဆက်ထက်နေဖို့လဲလိုတော့မယ်မဟုတ်ပါဘူးအဲ့ဒါလိုရက်ဆန်းလိုက်မယ်ဆိုရင်စာဝါဒတာကအကျဉ်းသမားမထရီကိုအပြစ်ကချမ်းသာပေးပြီးစတုံးဟိတ်ကချက်ချင်းလွှတ်ပေးဖို့သဘောတူမယ်ဆိုတာကိုပြောဖို့ကြုတ်ကိုလွှဲအပ်ပါတယ်အစိုးရရှိနေကြီးဤမေတ္တာစေတနာအပြုံးသည်သူဤမျက်နာပေါ်တစိ့ခဏိထားတဲ့ကဲ့သို့ရှိဒန်နဲ့မက်အီဝိုင်တို့မှာကတယောက်မျက်နာကိုပင်တယောက်လှမ်း၍မကြည့်မိကြချေဘယ်နဲ့လဲခင်ဗျာလက်ခံကြမလားလက်မခံပါဘူးကျွန်တော်တို့ညင်းပါတယ်စပရောဒီဖြင်းညင်းစွာဖြင့်လက်ကင်ဘွားကိုထုတ်ယူကာသူဤလက်ဘွားများကိုတုပ်နေလေသူဤမျက်နာပေါ်တွင်အပြုံးမရှိတော့သူအဖို့ဤအပြုံးကိုဆက်ထိန်ထားရန်မဖြစ်နိုင်တော့ညင်းတယ်ဟုတ်လားကျုပ်ဖြင့်အံ့ဩမိပါရဲ့ဗျာဘာကြောင့်လဲဆိုတာမေးပြရစီလားအရီဒါကသူ့အားစိုက်ကြည့်နေရင်ပထမတစ်ချက်အနေနဲ့အခုအခြေရောက်မှကျွန်တော်တို့ကကြည်အေးလိုက်ရင်ခရိုနီကယ်ရဲ့ဂုဏ်သိက္ခာကိုမဆောင်စည်းရရောက်ပါလိမ့်မယ်ဒုတိယချက်ကတော့အပြစ်မရှိတဲ့လူတစ်ယောက်ကိုအပြစ်ကချမ်းသာပေးရတယ်ရဲ့လို့ထုံးစံမရှိပါဘူးခင်ဗျာတိတ်ဆိတ်သွားပြန်သည်စပရောက်သည်သူ၏လက်ကင်ဘွားကိုအိတ်ထဲသို့ဂယုတစိုက်ပြန်ထည့်ထားလိုက်သည်ခမည်းပြောတဲ့စကားထဲမှာဒီအခြေရောက်မှတော့ဆိုတဲ့စကားပါပါတယ်ခမည်းတို့ကဘယ်အထိရည်ရွယ်ထားလို့လဲဆိုတာသိပြရစီလားမက်အီဝိုင်ကဒီငိန်သောလေသံဖြင့်သူ့အားပြောပြသည်အကျဉ်းသမားမထရီကိုချွင်းချက်မရှိလုံးဝလွှတ်ပေးဖို့အထိသူ့ကိုအပြစ်ဒဏ်စီရင်လိုက်တဲ့အကြောင်းအချက်ပတ်ဝန်းကျင်အခြေအနေအားလုံးကိုဗက်လိုက်မှုမပါတဲ့စုံစမ်းစစ်ဆေးမှုတွေလူသိရှင်ကြားပြည့်ပြည့်စုံစုံလုပ်ပေးဖို့အထိပြီးတော့တရားစီရင်ရေးဖြောင့်မတ်မှုကိုတနည်းတစ်ပုံပျက်စီးအောင်လုပ်တာတွေ့ရင်အပြစ်မဲ့တဲ့လူတစ်ယောက်နစ်နစ်နာနာကြီးခံထားရတာကိုကြည်လောက်အောင်ထိုက်ထိုက်တန်တန်ရော်ကြီးများရဖို့အထိပေါ့ခင်ဗျာအစိုးရရှင်နေကြီးကသူ၏မျက်ခုံးများကိုပင်ကပြုံးလိုက်သည်အ ਨੇ ဆုံးသူကအမှတ်မထင်လိုနှင့်ပြုံးလိုက်ရန်အားထုတ်၏သို့သောသူ၏မျက်နာကပြုံးလို့မရလမ်းတဝက်တွင်ရသားသဖြင့်သူ့မျက်နာမှာမဲမဲရွရွဖြစ်သွားသည်သူ၏လက်တစ်ဖက်ကိုမျက်နာအောက်ပိုင်းစီသို့ခတ်သက်မြောက်လိုက်ကအကျော်ဆွဲသွားသည်ကိုထိန်းသလိုထိန်း၍အတော်ကြာအောင်ကင်ထားရ၏ထို့နောက်အတော်အားဆိုင်၍ထိုင်ရာမှထလိုက်ပြီးခတ်မှပင်ကျုပ်ကတော့ခမည်းတော်လိုက်ဖို့ရွေးချယ်ထားတဲ့လမ်းစဉ်ဟာမှားတယ်လို့နောင်တမရပါစေနဲ့ဆိုတာဆူတောင်းရုံပါပဲကျုပ်ခမည်းကိုအစွမ်းရှိသမျှအကုန်ထုတ်ပြီးတိုက်ရမှာပဲဆိုတာတော့ပြောနေဖို့မလိုပါဘူးလေပြီးတော့အုပ်စိုးသူများနဲ့တိုက်ခိုက်ရတာအကုန်အကျများတတ်တယ်ဆိုတာကိုတော့သတိပေးခဲ့ပါရစေလားသူသည်လူအများ၏ရှေ့၌အလုတာဝန်ဆောင်ရွက်ရာ၌အတွေ့အကြုံများလွန်းကျင်လည်လွန်းလာသည်ဖြစ်ရာသူအိန္ဒြေတော့သူထိန်နိုင်ခဲ့ပေသည်သူကဒန်နှင့်မက်အီဝိုင်တို့အားတလက်စီကောင်းကျင်၍နှုတ်ဆက်ပြီးငြိမ်သက်စွာပင်အခန်းထဲမှထွက်သွားလေ၏တို့ရာတွင်သူ၏မျက်နှာမှာမှုန်လျက်သူလမ်းလျှောက်ပုံမှာလည်းလူမာကဲ့သို့ဖြစ်၏ထိုသတင်းပတ်အကုန်တွင်မက်အီဝိုင်သည်အမြော်မြင်ကြီးစွာဖြင့်ခရိုနီကယ်တွင်ကြော်ညာ၍မက်ထရီအမှုဥပဒေကြောင်းစစ်စင်ရေးရန်ပုံငွေတစ်ခုကိုဖွင့်လှစ်လိုက်လေရာတနင်္ဂနွေလုံးမှအလူငွေများတဖွဲဖွဲဝင်လာသည်မက်အီဝိုင်လည်းသူ၏လက်နှစ်ဖက်ကိုပွက်ကာဒါတမျိုးသားလုံးအရေးဖြစ်လာပြီရှီတန်းကိုလည်းရောက်လာပြီဟုအာရဝန္တာဆိုမိလေလူအများ၏အယူဆကိုဖိနှိပ်ခြင်းကွက်ကဲခြင်းမရှိသည့်လွတ်လပ်သောနိုင်ငံတစ်နိုင်ငံတွင်လူတို့၏စိတ်ကိုအကြည့်အကျလှုပ်ရှားစေသည့်ဤဖြစ်ရများပေါ်ပေါက်လာပါကအချို့ကိစ္စများတွင်ဝိုင်းဝန်းကန့်ကွက်ကြသည့်အတန်သည်ဘဝရှံအောင်ညံတတ်သည်အစတွင်မထင်မရှားဒီတို့စကားကလေးနှစ်ကိုကြားကလေးနောက်တွင်တစကြီးထွားပြန်ကားလာပြီးမယုံကြည်နိုင်အောင်အရှိန်အဟုန်ပြင်းထန်သည့်လေစင်နာမောင်းကြီးအထိဖြစ်လာတတ်၏ဤကဲ့သို့လေနေချမ်းကြီးဖြစ်လာပြီးဆိုလျင်ဤလေပြင်းကိုတင်း၍ခံရန်အထောက်ခြင်းသည်အကျိုးမဲ့ဖြစ်တတ်သည်လေပြင်းမုန်တိုင်းကျလာလျင်ဘဲပြားပင်ကဲ့သို့ကျင့်လျင်ကျင့်မကျင့်လျင်ကြိုးကြေပျက်စီးတတ်သည်ဤတွင်လူတို့အတွက်လူတို့ကတက်၍အုပ်ချုပ်သည်ဆိုသည့်စကား၏တယုတ်မှန်သည်ပေါ်လွင်၍လာ၏ယခုရီမက်ထရီ၏အမှုတွင်လည်း
ဤနီအတိုင်းပင်ဖြစ်၏အမှုကိုစစ်ဆေးစီရင်စဉ်ကဆိုလျင်ဤအမှုသည်ဒေသဆိုင်ရာတွင်သာထင်ရှားမှုရှိခဲ့သည်မကြာမီမေးပြောက်သွားက15နှစ်ကြာသောအခါဘာမျှမသိကြတော့ယခုအခါတွင်ဤကိစ္စသည်မက်အီဝိုင်ပြောသလိုတမျိုးသားလုံးအရေးဖြစ်လာခဲ့ပြီမြို့ကြီးပြကြီးတို့မှတရင်စာတို့ကလည်းတစောင်းပြီးတစောင်းဗလိုက်မှုကင်းသည့်စုံစမ်းစစ်ဆေးရေးများကိုတောင်းဆို၍လာကြသည်မက်ထရီအရေးကိစ္စအတွက်စာစီစမြမှာမအားမလက်ရအောင်တန်ပေါင်းများစွာသောစလုံးများကိုစာစီကြရလျက်ရှိစာရေးဆရာများနိုင်ငံရေးသမားများအယူဝါဒဂိုင်းကနအမျိုးမျိုးမှတရားဟောဆရာများဆောင်းပါရှင်များကတိကများကောလိပ်မှဆရာများဂုံတဲ့အသင်းခေါင်းဆောင်များထင်ရှားသည့်သိပ္ပံပညာရှင်ကြီးများကြော်ကြားသည့်ရုပ်ရှင်ပြဇာတ်သရုပ်ဆောင်များနှင့်နိုင်ငံထိပ်သည့်ဓမ္မတော်ကြီးများသည်လည်းဘဝရှံများညံလျက်ရှိသည့်အထက်တွင်ဘာဝင်အော်ဟစ်လာကြသည် Rees Metri အသင်းများကိုနေရာများစွာ၌ဖွဲ့သည် Metri ရင်တို့တစိမ့်များကိုထုတ်လုပ်ကာတပြေလုံးသို့ဖြန့်ချီရောင်းချကြသည် Metri အပြစ်ကြခံသွားရစဉ်ကမွေးပင်မမွေးသေးသည့်ကလေးငယ်များကပင် Metri ကိုလွှတ်ပေးဟူသောစာရန်နှင့်အလတ်များကင်ဆောင်ကာစီတန်းလမ်းလျှောက်လာကြသည်ဤကဲ့သို့သောအုံကြွတောင်းဆိုမှုမျိုးဆိုလျင်မြည်သည့်သွေးနှင့်ကိုသားနှင့်ကိုမျှမခံနိုင်အခြေရိုင်လျက်ရှိသောအစိုးရဆိုလျင်ပင်ပို၍ပင်မခံနိုင်လာကုန်ကနီဆိုဆွတ်ထိုင်မိုင်းလာသည့်တညနေမက်အီဝိုင်နှင့်ဒန်တို့သည်ရုံကန်ထဲတွင်ထိုင်ကာစိတ်ခဏမငြိမ်ဖြစ်လျက်တယောက်နှင့်တယောက်စကားမပြောဖြစ်ကြဘဲလွင်ခဲ့သောနေများကစိတ်ရောလူရောဇက်တိုက်ပင်ပန်းခဲ့ကြ၍ညှိုးနွမ်းလျက်ရှိကြစဉ်အပြင်ဘက်ဇင်ကြံလန်းစီမှတခဲနှင့်အော်ဟစ်လိုက်ကြသည့်အတန်ကိုရုတ်တရက်ကြားလိုက်ကြရသည်နောက်တခဏကြာတွင်အတွင်ရမှုစမစ်သည်သူ့နောက်ကအရီဒါရုံဖွဲ့သားများနှင့်အတူအခန်းထဲသို့ဝင်လာခဲ့သည်သူသည်စိတ်လှုပ်ရှားလျက်ရှိရာမှဒယ်လီဘရင်ဒါစာရွက်ပိုင်းကလေးကိုလှမ်းပေးရင်းအခုပဲရောက်လာတဲ့သတင်းခမဟုပြောလိုက်သည်အောက်ထပ်ရှိစာစီခမ်းစီမှ၎င်းမြေတိုက်ခမ်းစီမှ၎င်းဆူဆူညံညံတံပြိုင်အော်လိုက်ကြသည့်အတန်များတက်လာသည်မက်အီဝိုင်ကကဲဒါဖြင့်ဖတ်လိုက်စမ်းပါကွာတစိတ်ဟုပြောလိုက်လျင်စမစ်ကအတန်ကိုမြှင့်၍ဖတ်ပြလိုက်သည်ညနေ9 နာရီကအောက်လွှတ်တော်၌နိုင်ငံတော်အတွင်းဝင်ချုပ်ကြီးကထား၍ဤလာကုန်ရက်တွင် Rees Metri အားစတုံးဟိတ်အကျဉ်းထောင်မှချွင်းချက်မရှိလွှတ်ပေးမည်အကြောင်းထို့ပြင်ရတရပတ်၄ပတ်တွင်ဟော်ဒလီတရားရုံးချုပ်တွင်တိုင်းသည့်ပြည်သည့်စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်အကြောင်းကြေညာလိုက်သည်ဒီကြေညာချက်ကိုဒေါ်တော်နှင့်မဆဲနိုင်သည့်လက်ခုပ်ဩဘာသံများဖြင့်စီကြိုကြသည်ဤနောက်ဆုံးစကားလုံးများကိုတရုတ်ဆောင်ပြလိုက်သည့်အလားအစာအုပ်ကြီးတစ်ခုလုံးတွင်နောက်ထပ်ကြွေးကြော်သံများတခဲနှက်ပေါ်ထွက်လာပြန်သည်မက်အီဝိုင်လည်းသူ၏တကားဝတွင်စုဝေးရောက်လာကြသောလူတစုကိုငေးဆိုင်ကြည့်နေမိသည်သူကိုယ်တိုင်အလုတ်ပင်ပန်းပြီးနွမ်းနယ်လျက်ရှိသည်တွင်သူလူများကဤမြစိတ်အားတက်ကြွပျော်ရွှင်လျက်ရှိသည်ကိုအံ့အားပင်သိမိ၏သူလည်းမနေတာတော့ပဲစကားပြောရလေတော့၏ခမရတို့အားလုံးဟာအင်မတန်ကြီးကျယ်တဲ့အလုပ်ကြီးတစ်ခုကိုလုပ်ခဲ့ကြရပြီဟုနေထောင်အားရသွင်းပေါ်လွင်အောင်အားထုတ်ရင်းအများကြိုက်စကားကိုဆိုလိုက်ပြီးအခုကျွန်တော်တို့သတင်းကောင်းရခဲ့ပြီမို့ခမရတို့ရဲ့လှုပ်ဆောင်ကူညီမှုအတွက်ကျွန်တော်အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်မက်ထရီလွတ်တဲ့နေ့မှာခမရတို့အားလုံးအတွက်အပိုစုကောင်းကောင်းပေးဖို့ရှိပါတယ်ဟုပြောလိုက်၏သူတို့အားလုံးပြန်လွတ်လာပြီးသောအခါမက်အီဝိုင်လည်းကလထိုင်ပေါ်တွင်မိ၍ထိုင်ကာသူ့လက်သည်များကိုသူစိုက်ကြည့်နေသောဒန်းထန်သို့သူပြန်လာသည်သူမှစိတ်လှုပ်ရှားစရာကိစ္စများလျှော့ဆင်းသွားသောအခါဘာမှစိတ်ဝင်စားစရာမရှိတော့သလိုပြင်းကြံရဟန်းတူပေသည်ကဲပြီးတော့ပြီးသွားပြီမောတယ်ကွာငါလည်းအင်ကိုပြန်လိုက်ဦးမယ်သူသည်ခပ်ပြေးပြေးပင်ကုတ်အင်ကြီးကိုကောက်၍ဝင့်နေသည်အေးကွာယေရှုသခင်ရဲ့တကူတော်နဲ့သေပြီးမှပြန်ရှင်လာတဲ့လက်စားရက်ဘယ်လိုနေမလဲမသိဘူးဟုတ်ထူဆန်းသောစကားများကိုပြောကာခေါင်းကိုခက်လေးလေးရမ်းလျက်ထွက်ခွာသွားလေ၏တန်းလဲခေါင်းကြီးကို15မိနစ်မြအပြည့်ရေးလိုက်သည်ထို့နောက်လူကောခေါင်းလောင်းကိုနှိပ်ကာစစ်မစ်အားခေါ်၍စာမှုပေးလိုက်၏ထို့နောက်သူ့ရုံကန်သို့ပြန်သွားသည်သူဆေးရုံသို့တယ်လီဖုန်းဆက်ကာပေါ်အားသတင်းကောင်းပေးလိုက်မည်ဟုစိတ်ကူးခဲ့သည်ဤအခါခွင့်မျိုးကိုသူကာလကြာမြင့်စွာကပင်မျှော်လင့်ဆောင်စားနေခဲ့သည်သို့သောတယ်လီဖုန်းမဆက်မီသူစိတ်ကူးတစ်ခုရ၍ဆိုင်းထားလိုက်ပြီးတကိုယ်တည်းပင်သူပြုံးနေကြအပြုံးကလေးဖြင့်ပြုံးလျက်အုတ်ထုပ်ကိုကောက်၍နောက်သို့ခက်လန်လန်ဆောင်းကာရုံကန်ထဲမှထွက်ခဲ့လေ၏ကုံစည်းလန်းအမှတ်61တွင်မစ္စစ်ဟန်လီသည်လန်ဒန်မှပြန်ရောက်နေပြီးမီလင်းဘိုနားတွင်အဝတ်တွေတပုံကြီးနှင့်မိဘူးတိုက်နေသည်ကိုသူတွေ့ရလေသည်တန်းကမစ္စစ်ဟန်လီ
ဘောရဖေလွတ်တော်မယ်သေကြပြီအမိန့်ကြပြီလီနာကိုအခုပဲဆေးရုံသွားပြီးသတင်းကောင်းပေးခိုင်းခြင်းတယ်ကျွန်တော်ပြောတာတဲ့လီနာပြောတာကပိုကောင်းမယ်ထင်လို့လေသူ့ကိုခက်မြန်မြန်လေးသွားခေါ်ပေးစမ်းပါမစ္စစ်ဆန်လင်ကမလို့တန်းကိုလှမ်းကြည့်လိုက်ပြီးသူ့နှုတ်ခမ်းများကိုစိတ်လိုက်သည်လီနာကဒီမှာမရှိတော့ဘူးကျမအရင်တစ်ပတ်ကပြန်ရောက်လာတော့သူ့ခန်းထဲမှာဘာမှမရှိတော့ဘူးသူဒီကအပြီးပိုင်ထွက်သွားပြီဆိုတာစာကလေးတစ်စောင်ရေးထားခဲ့တယ်အခန်း73မတ်လ2ရက်နေ့နံနက်သည်စိန့်အဲလီဇဘက်ဆေးရုံဝင်းနေမန်ကလေးများဂျိုးကြားပွင့်နေသည့်မြက်ခင်းပြင်စီမှငှက်ကလေးများ၏မိသားနှင့်အတူတိမ်မွေ့ကြည်လင်စွာလင်းခဲ့လေပြီဒီပြင်သောနှွေဦးရာသီ၏တရုပ်ဖြစ်၍နေအောင်ကလည်းတကယ်နွေနွေထွေးထွေးအဝင်လန်းတို့ကလေးဘေး၌စီ၍စိုက်ထားသည့်တစ်ပင်ကလေးများ၏ထိတ်ကိုင်းများမှစိမ့်စိမ့်ဆူဆူအကိုက်အညွန့်ကလေးများခွာရရာထွက်ပြူစာဆိုထိုင်းစေမြေကြီးသည်မမြင်ရသောချောင်းငယ်မြင့်ငယ်တို့စီစဉ်ကြသည့်အတန်တို့ဖြင့်ရုတ်တရက်အသက်ဝင်လာတဲ့ကဲ့သို့ရှိ၏ထိုနေ့ကပေါ်ဆေးရုံမှဆင်းရမည်နေ့ဖြစ်၏တန်းကသူ့အားလာခေါ်မည်ဟုချိန်ထားသည့်12နာရီမထိုးမီအချိန်တော်ကြာကပင်ပေါ်သည်နှုတ်ဆက်ရမည်လူများကိုလှည့်လည်နှုတ်ဆက်ပြီးသူ့အားပြုစုဆောင်ရှောက်ခဲ့ရသူဝါဝါတုတ်တုတ်ပစုံနီနီသဘောကောင်းကောင်းအမျက်ပြုံးရှင်စွာနေတတ်သည့်သူနာပြုစစ်စတာမာဂရက်ကိုလည်းအထူးကျေးဇူးတင်စကားများနှင့်အာဘာတရနှုတ်ဆက်ခဲ့ပြီးဆေးရုံဧကန်တွင်ထိုင်ကာအစဉ်သင့်စောင့်လျက်ရှိလေ၏သူမှာအတော်ပင်မမမကြမ်းဖြစ်ခဲ့ရာမှယခုမူဖြတ်ထုတ်လိုက်ရသောနံရိုးလဲကောင်းစပြုပြီးအဆုပ်လဲပွားစပြုပြီးချောင်းလဲမဆိုးတော့ယခုအခါသူမှာငကိုကအာအင်မျိုးပြန်လဲမပြေဝခဲ့သေးပဲလူမမာယုတ်ကရှိနေသေးတော်လဲသူ၏ခန္ဓာကိုယ်မှာတော့အလုံးကောင်းနေပြီဟုဆရာဝန်များကကြေညာကြပြီဖြစ်၏တန်းသည်အချိန်တိကျစွာပင်တက္ကစီတစ်စီးနှင့်ရောက်လာသည်ဧကန်ထဲတွင်ကိစ္စကတော်တော်နှင့်မပြီးနိုင်ဆေးရုံမှသူနာပြုဆရာမများကတန်းအားအတော်ပင်လေးစားကြည်ညိုရဟန်းတူပေသည်အကြီးကဲဆရာမကြီးကသူ့အားရှယ်ရီကလေးဘီစကစ်ကလေးဖြစ်ဖြစ်စားတော့ပြီးမှသွားရန်အတင်းဓာနေသည်ကိုကျွမ်းကျင်လိမ္မာစွာညှင်းဆိုတိမ်ရှောင်ပြီးထွက်ခဲ့ကြရသည်မြို့ထဲသို့အလာတွင်ကာရကမှတို့ဝင်လာသောလေနွေနွေကလေး၏အထီးတွေကိုခံရင်ဘောသည်မကြမီသူတွေ့ရတော့မည်စိတ်လှုပ်ရှားမှုမျိုးကိုရုတ်တရက်စိတ်ဆောလိုက်မိသည်တကယ်တော့ဤအတွက်ပင်သူလာပေါင်းများစွာအပင်ပန်းအစင်းရဲခံ၍လုခဲ့ရသည်မဟုတ်ပါလားမင်းအတွက်ဝန်ဆာနာမှာအခန့်ငှားထားတယ်ဟိုတန်းကစကားစား၍ပြောသည်ဟိုတယ်ရပါရတော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့တိတ်ဆိတ်တဲ့နေရာကလေးပါမင်းဖို့နလန်ဒအာယူဖို့အချိန်ယူဖို့ကောင်းတဲ့နေရာကလေးပေါ့ပေါ်လဲသူ့အတွက်ဒန်းစီမံဆောင်ရွက်ပေးသည်များလက်ခံသဘောတူပါသည်ဆိုသည့်မျက်နာဖြင့်ကျေးဇူးတင်စွာပင်လှမ်းကြည့်နေလိုက်သည်ဒန်းကဆက်လက်၍တကယ်တော့မနေ့ပြန်မင်းအမေရောက်လာရင်လဲမင်းတို့အဲ့ဒီမှာစုံစမ်းစစ်ဆေးမှုပြီးတဲ့အထိနေကြဖို့ပေါ့ကွယ်ကုန်ကြစိတ်အလုံးခရိုနီကယ်တိုက်ကထုတ်ပေးတယ်ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ဒါကကျုပ်တို့ရဲ့ပွဲပဲဒါကြောင့်ပဲဟောဒီမှာပေါင်30မင်းယူထားမင်းအဖေကိုအဝတ်စားကလေးပါလေးဝယ်ရလိမ့်မယ်ရော်ချင်းငွေထုတ်ရတဲ့အခါကျတော့မှစင်းရှင်းရှင်းတာပေါ့ဘာရော်ကြီးလဲခမညာတန်းကဘေးတိုက်တစ်ချက်လှမ်းကြည့်လိုက်သည်မင်းအဖေကအစိုးရစီမှာရော်ကြီးတောင်းပိုင်ခွင့်ရှိတယ်နဲ့တူတယ်ကွရှင်းနေကပြောတော့ပေါင်9000ထိရနိုင်တဲ့ပေါသည်လုံးဝမျောလင့်မထားသည့်တဲ့ရင်ကိုတိတ်ဆိတ်စွာပင်နားထောင်နေလိုက်သည်ယခုစိတ်အချိန်တွင်သူ့အဖို့ငွေရမည်ဆိုသည့်အလားလာသည်ယခင်အခါများကလောက်အရေးမကြီးတော့သလိုရှိတော်လဲတန်းထုတ်ပေးသည့်ငွေကိုတော့အမနာပဲလက်ခံလိုက်နိုင်စေသည်ငွေကသူ့အဖို့တန်းပြောသည့်အတိုင်းအသုံးတဲ့နေသည်လာမည့်ပျော်ရွှင်မှုများကိုစဉ်းစားလိုက်လျင်နောက်တရက်နံနဲ့ဘယ်ဖက်မှသူ့အမေရောက်မလာမီသူကသူ့အဖေနှင့်နှစ်ယောက်တည်းတရက်လုံးလုံးအတူတူရှိနေရမည်ကိုအထူးပင်ဝမ်းသာလျက်ရှိလေသည်အတန်ကြာတိတ်ဆိတ်နေပြီးမှဘောကမစ္စတာဒန်တော်အဖေကိုတွေ့ပြီးပြီလားဟုမေးလိုက်သည်ဒန်ကခေါင်းချင်းပြလိုက်ပြီးသူလည်းဟိုတယ်မှာပဲပေါ့တို့တိုက်ကစမစ်လည်းသူနဲ့တူရှိနေတယ်ဟုပြောသည်ဘာမှလိုလေသေးမရှိပါလားအဲ့ဒါလိုဖြစ်အောင်လုပ်ချင်ပါတယ်ဒန်ကတူတူတောင်းတောင်းပင်ဖြေသည်သူ့အမူအရာမှာလေးစားမှုအပြည့်ပါတော့လဲမာဆက်ဆက်ကဲ့သို့ဖြစ်နေ၏အတန်ကြာငြိမ်သက်နေပြီးမှသူကစကားဆက်ကိုလွှဲလိုက်သည်မင်းဒီနာကိုတွေ့သေးသလားပေါ်လဲမျက်နှာတစ်မျိုးဖြစ်သွားပြီးမတွေ့ဘူးခမကျွန်တော်ကိုစိတ်ယုံပို့တဲ့ညကလေးကမတွေ့တော့တာဟုဖြေသည်ဒန်းကရုတ်တရက်ပင်မင်းလီနာကြောင့်မသိခဲ့ဘူးအခုသိဖို့အချိန်တော်ပြီဟုသောကသူ့ရှိတက်တက်ကိုသာစိုက်၍ကြည်လျက်စကားအပူမပါပဲလိုရင်းကိုချုပ်၍လီနာတွင်ဖြစ်ပျက်ခဲ့သည်များမချွတ်မချမ်းပြောလိုက်သည်ဘောမှာအကြည့်ကျတုံလှုပ်လျက်
မင်းသက်မိသလိုဖြစ်ကလေချောင်းတွင်တိဆိုးဆိုးဖြစ်လာသည်။အော်ငါဟာလီနာပေါ်မှာအထင်အမြင်မှားခဲ့မိတာပါလား။ငါဟာအလကားလူဘာမှမသိတဲ့မမြင်တတ်ဖဲနဲ့လူတက်လှုပ်ချင်ခဲ့တဲ့အမြင်ကက်စရာလူမျိုးဖြစ်ခဲ့ပါလား။ခုတွင်နေမိညွန်းနန်းလျက်ကပင်ရိုးသားသည့်လီနာ၏မျက်နှာကလေးကိုထင်မြင်ကြည့်မိတော့လဲသူ့မှာထိတ်လန့်တုန်လှုပ်ရပြန်သည်။သူ့စိတ်ကိုသူငြိမ်အောင်ထိန်း၍ရတော့မှကျွန်တော်သူ့ကိုတွေ့မှဖြစ်မယ်။သူမရှိတော့ဘူးကွမရှိတော့ဘူးဟုတ်လား။တန်းကအလုတ်ကထွက်သွားတယ်။ခုဖြေပြီးသူ့အဖြေမှာခံမြင်ရမှကျေနပ်မှုရသွားတယ်လို့ရှိကပြီးတော့တခါတည်းပျောက်သွားတာပဲခုပြောလိုက်သည်ဒါပေမဲ့ဘာဖြစ်လို့လဲတဲ့ဗျာဒါတော့ကျုပ်ပဲသိမလဲသူဘယ်ကိုသွားတယ်ဆိုတာတော့သိတယ်မဟုတ်လားခမညာအစကမသိဘူးအခုတော့သိပါပြီခုဖြေရင်တန်းကဗိဒတ်တစ်ချက်လှမ်းကြည့်လိုက်ပြီးမှရှက်ဖီးကအပေါ်စားစားတော့ဆိုင်ကလေးတစ်ဆိုင်မှာဝင်လုံနေတယ်ခုဖြေလိုက်ခမညာစီမှာလိပ်စာတော့ရှိမှာပေါ့ရှိပေမဲ့သူများကိုပေးဖို့မဟုတ်ဘူးကွခုပေးရပြောလိုက်တဲ့ဖြင့်စကားပြတ်သွားလေသည်တက္ကစီသည်ဟော်တယ်လီမြို့ဤစီကားသောစီးပွားရေးရပ်ကွက်ကိုဖြတ်မောင်းခဲ့ပြီးနော်တင်ဟန်လန်ဒရာကိုကျော်ကာတောင်ဘက်ပိုင်းမြို့အစွန်စီသို့ရောက်လာခဲ့လေသည်သူတို့ဖြတ်၍မောင်းလာခဲ့သောဤလမ်းများစွာပေါ်တွင်စိတ်ပြက်အားငယ်စရာကလွဲ၍ဘာမျှမရှိခဲ့သည့်ဒုက္ခအရောက်ဆုံးကာလများကပေါ်ချေရခြင်းထက်အောင်ဓမတ်ဆောက်လျှောက်ခဲ့သည်ရုတ်တရက်သူတို့တက္ကစီသည်ဖဲဟောဒေသသို့ရောက်လာကဝန်စာတွင်ရပ်လိုက်ဝန်စာကအုတ်ကျွနီအမိုးနှင့်ဘုံမကြပန်းမကြတစ်သားလေးသားဆောင်များညော်စင်ကလေးများနှင့်ခက်ကြမ်းကြမ်းအစာအုပ်တစ်ခုဖြစ်သည်လွန်ခဲ့သည့်10နှစ်ခန့်ကတခန္ဓနာဆောက်လုပ်ထားခဲ့သည့်ဒဲခိုအိမ်သဘောဟိုတယ်တစ်ခုဖြစ်ပြီးဇီဝရေးမဆန်လားလူကုန်ထံတို့၏နေရာနှင့်တွေ့တော်လဲအမြဲလိုပင်ဒဲခိုသူကျိုးတိုးကျဲတဲ့နှင့်ညင်မွဲစပြုနေသည့်နေရာသည်ဆုံလေတကားမှသူတို့ဝင်ကကောဇောအစိန်ခင်းထားသည့်လေကားအတိုင်းတက်ခဲ့ကြပြီးပထမအထက်ရှိအခန်းတစ်ခု၏အပြင်ဘက်၌ရက်လိုက်ကြစဉ်ဘောလဲတန်းကသူ့အားစကားပြောတော်မူခဲ့သို့ကြည်နေသည်ဟုထင်မိတော်လဲဘာမှမပြောသဖြင့်သူစောင့်မနေတော့ပဲတကားကိုတွင်း၍ဝင်ခဲ့လေတော့သည်ရှေ့ဘက်ခန်းတွင်သို့ရောက်လျင်မက်အီဝမ်၏အတွင်ရမှုကခလန်းလန်းမှထိုင်၍စောင့်လျက်ပြရင်ပေါအနီးမှစပွဲတွင်လူခကြီးကြီးတယောက်သည်ဝက်ပေါင်ကြောင်းနှင့်ကြက်ဥကြော်များစားနေသည်ကိုတွေ့လိုက်ရလေသည်သူကအသက်60ခန့်ရှိပြီးကြီးမားတုတ်ခိုင်သောခန္ဓာကိုယ်နှင့်တန်မာသောလက်မောင်းကြီးများရှိသူဖြစ်၏သူ၏ဥကောင်းမှာကထိတ်စီ၌ပြောင်းလျက်ပြန်ကားထိုးထွက်နေသောနရွယ်များ၏နောက်ဆတွင်ညင်မွဲသောသပင်များနှင့်အမြောက်ဆန်ကြီးတင်ထားသလိုမာလုံးလုံးရှိလာ၏ကုပ်ပိုးကြီးမှာတရေဝါရောင်ဖြစ်ပြီးထူထဲတွန်းခောက်ကအမာရွတ်လိုအရင်များထနေရာတွင်အပြာရောင်မှဲ့ပြောင်များလည်းပေါ်နေသေး၏ပြောင်းလဲသောအညိုစားကိုရှေးကြချုပ်ထားသည့်သူ၏ကုတ်အင်ကြီးမှာသူနှင့်အမြင်မတော်အောင်ကြက်နေပြီးချုပ်ရုံများတင်းကပွင့်ထွက်တော်မူခဲ့သို့ရှိနေလျာသူအားကြည့်ရသည်မှာဘုံပြက်ပန်းပြက်ဖြစ်နေသည့်မြေကြီးတူသမားတစ်ယောက်ရဲအားရ၍ထွက်လဲနေသည်နှင့်သာတူလေသည်ထို့နောက်ဘောကရင်တဲခုံလျက်အံအားသင့်သလိုရက်ကြည့်နေစဉ်သစိမ့်ပြင်းပြင်းဖြစ်နေသောထိုလူကြီးသည်မဲညစ်နေသောသွားများပေါ်အောင်စားရင်ဝါရင်ကပင်ခေါင်းထောင်ကြည့်ကမျက်မှောင်ကျုပ်လျက်ရန်တတုပြုလိုသည့်မျက်လုံးများဖြင့်သူ့အားပြန်စိုက်ကြည့်နေလေ၏ဘောမှာရင်တဲ့ဆွနေနေ၍အတော်ကြာအောင်ပင်စကားမပြောနိုင်သူ့အဖေနှင့်ပြန်တွေ့ရမည့်အချိန်ကိုအချိန်ပေါင်းများစွာနီးပေါင်းများစွာဖြင့်ထင်မြင်၍ကြည့်ခဲ့ဘူးသည်တွေ့ချင်းလိုပင်မှတ်မိသွားကြမည်တယောက်ပြေးဖက်လိုက်ကြမည်ဝမ်းသာလွင်၍မျက်ရည်များကျလာမည်သူငငယ်ကချစ်ခဲ့သည့်အဖေအားပြန်တွေ့ရမည့်အချိန်ကိုသူကကြပြားဆန်းဆန်းစိတ်ကူးထင်မြင်ကြည့်ခဲ့ခြင်းဖြစ်၏နှစ်ပေါင်းများစွာကြာ၍အပြောင်းလဲကြီးပြောင်းလဲသွားလိမ့်မည်ဟု၍တော့သူတစ်ခါမျှမတွေးမိခဲ့သူကိုယ်သူကြိုးစား၍ထိန်လိုက်ပြီးရှေ့သို့ဒိုးသွားကလက်ကမ်း၍ပေးလိုက်တော့ခဏမျှဆုပ်ဆိုင်ဖြစ်နေပြီးမှသူ့လက်များကိုဖမ်းဆုပ်လိုက်သည့်လက်ချောင်းကြီးများမှာကြီးမားသလောက်ကျွဲကြိုနွားကြိုများကဲ့သို့မာကြောလျက်လက်သည်များမှာလည်းဝါကျင့်အကွဲ၍နေကြပေသည်ထိုအခိုက်တန်းကဝင်၍သူ၏တိတ်ဆိတ်ငြိမ်သက်လာသည့်တဘာဝနှင့်မလိုက်အောင်ပင်ဓမ္မနဂါလှုပ်၍ပြောရသောအာရပါရလေတံဖြင့်ဘယ်နဲ့လဲဗျာလူသားတွေအလုံးလှုပ်ပေးကြရဲ့မဟုတ်လားဟုဝင်၍ပြောလိုက်သည်စပွဲမှလူကြီးသည်သူ၏မျက်လုံးများကိုဒန်းစီသို့လွှဲလိုက်၏သူကဘာမှပြန်မဖြေဘဲပါဇက်ထဲမှဝါလက်စကိုသာအရသာမကုံမချင်းစစ်ထုတ်နေသည့်ပမာတမြုံမြုံဝါလျက်ရှိ၏ဒန်းလဲအလိုက်သည့်စွာပင်စမစ်ထံသို့လှည့်လိုက်ပြီးဟေးဂျိတ်မင်းအလုံးလှုပ်ပေးထားတယ်မဟုတ်လားဟုမေးလိုက်ရ၏စမစ်ကဟုတ်ကဲ့လှုပ်ပေးထားပါတယ်မစ္စတာဒန်းဟုဖြေသည်
မစ္စတာမက်ထရီကိုသတင်းတောက်တွေခဏခဏလာပြီးမီလာမြန်လာလောက်ခွင့်မပေးဘူးမဟုတ်လားမပေးဘူးခင်ဗျာကျွန်တော်တို့စာနဲ့ရေးထားပြီးသားစာရွက်တွေပဲပေးလိုက်တယ်ကောင်းတယ်ထောနာခိတတိတ်ဆိတ်သွားသည်ဂျိတ်စမစ်သည်သူ၏ခြေတော်နာကကြံပေါ်မှသူ၏အုတ်တော်ကိုကောက်ယူလိုက်သည်တန်းလဲနေရာရွှေ့ရာကကဲခင်ဗျားတို့သားပါမတွေ့ရတာလဲကြာပြီကျွန်တော်ရှိရင်ရှုပ်နေပါဦးမယ်နှစ်ပြန်မှပဲလာကြည့်ပါမယ်လိုတာရှိရင်ကျွန်တော်ကိုခေါ်လိုက်ပေါ့ဟုပြောလိုက်ပေါ်မှာတကယ်ပင်ကြောက်လန့်သွားမိသူတို့နှစ်ယောက်အားတား၍များရလျင်တားထားလိုက်ခြင်းမိသည်သို့တော်မယားသူတို့လည်းပြန်ကျင်နေကြပြီကိုသူရိပ်မိသည်သူတို့ထွက်သွားကြ၍တကားပိတ်သွားသောအခါပေါ်သည်10မိနစ်ခန့်တိတ်ဆိတ်စွာရပ်နေလိုက်ပြီးမှကလထိုင်တစ်လုံးကိုဆွဲယူကာဇပွဲ၌ဝင်၍ထိုင်လိုက်ရသည်ယခုအခါသစိမ်းပြင်းပြင်းဖြစ်နေသည့်သူ့ဖခင်ရီစ်မက်ထရီသည်သူ၏ရှေ့ကပကံများပေါ်တွင်ငုံကအစာများကိုပလုတ်ပလောင်စားရင်ဝါရင်ကပင်လက်မဖြင့်ကူ၍ထိုကတိတ်ခါသွင်းလျက်တစ်ချက်တွင်သူ့မျက်လုံးများကစုံစမ်းသလိုတောင်ကြည့်မြောက်ကြည့်လမ်း၍ကြည့်လျက်ရှိလျာဘောမှာဤမြင်ကွင်းကိုကြားရှည်သိမခံနိုင်တော့သလိုကပောက်တိကပောက်ချာစကားစား၍ပြောလေတော့သည်ကျွန်တော်တော့အဖေကိုတွေ့ရတာဘယ်လောက်ဝမ်းသာတယ်လဲဆိုမပြောပြတတ်အောင်ပါပဲနှစ်တွေကြာတော့လေဟုတ်တာပေါ့လေကျွန်တော်တို့နှစ်ယောက်စလုံးတွေခက်တာကတော့ဘယ်ကစဘာပြောရမှန်းမသိတာလှုပ်ရှားတွေကလည်းအများကြီးပဲအဦးဆုံးတော့အဖေအတွက်အဝတ်စားကောင်းကောင်းမွန်မွန်ဝယ်ဖို့အဖေစားတော့ပြီးရင်ဈေးကိုကငါပြီးသွားကြရအောင်လေသူ၏စကားများမှာမာမြအရာရောက်ပုံမရသည်နှင့်တဖြည်းဖြည်းအဖျားရှူသွားကရထားလိုက်ရ၏တို့ရတွင်သူ့အဖေကစကားပြန်၍ပြောလိုက်တော့သူ့မှာစိတ်သက်သာရာရသွားသလိုပင်ထိတ်လန့်၍သွားရလေသည်မင်းမှာဂိုင်းရှိလားမေးလိုက်ပုံကခက်ရိုင်းခက်ကြမ်းဖြစ်နေ၍ဘောမှာကြောတဲ့ကစိန်သွားအောင်ဖြစ်ရတော့လဲသူဂယုတစိုက်ပင်ဖြေလိုက်သည်သုံးယောက်ယုံတော့ရှိပါတယ်ဖေအဲ့ဒီဒန်းဆိုတဲ့ကောင်စီကလည်းတပြားမှမရပါဘူးကွာဟုတ်ပြောကသူ့ကိုယ်သူပြောသလိုဖြင့်ငါငွေရမယ်သူတို့ငါ့ကိုလှုပ်ထားကြတာတွေတဲ့ပေးရစီမပေါ့ဟုတ်ပြောနေပြန်၏တခါတလေမှသုံးသဖြင့်တုံနေသည့်လက်နက်ကရိယာပမာသူ့အတန်မှာကြမ်းတမ်းမှကြောလှ၏သူ့အတန်မှာကြောကြမ်းတမ်းနေသည့်ထက်မုံဒီစိတ်ခါသည်နာကြီးသည့်စိတ်ရန်တတုပြုလို့သည့်စိတ်တို့ကသူ၏အသေးသားတဲ့သို့စိတ်ဝင်နေခြင်းကဘုံမ၍ဆိုသည်ဘောမှာယူကြုံမရဖြစ်သည်ထက်ဖြစ်ရပြန်လေသည်မင်းမှာစီးကရက်ရှိလားမရှိဘူးဖေကျွန်တော်ဆလိမတော့တာအတော်ကလေးကြာပြီဟုတ်ဘောကခေါင်းရမ်းရင်းဖြေသည်မထရီသည်နဖူးကြောကြီးများတွန့်လာအောင်မျက်မှောင်ကျုပ်ကဒီကောင်ပြောတာဟုတ်မှဟုတ်ရဲ့လားဟုတ်စူဇန်သည်အလားဘောအားအကဲခတ်နေပြန်သည်ထို့နောက်မထုတ်ခြင်းမူရာဖြင့်သူ့အိတ်ထဲကစီးကရက်ဘူးကိုထုတ်ယူလိုက်သည်တန်တောက်လေးရှိသည့်တစိမ့်ဖြစ်သည်ကိုပေါ်မှတ်မိသည်ထိုစီကရဘူးထဲမှတလိပ်ကိုထုတ်ယူကာလူမြင်မာဆိုသလိုရုတ်တရက်ငုံချလိုက်ပြီးမိညှိလေသည်ထို့နောက်စီကရကိုလက်ဖြင့်အုပ်ကာတိတ်တခိုးအမူအရာဖြင့်လင်းမြန်စွာရှိုက်လိုက်ဖွာလိုက်လုံနေဘောလန်မုံတေနှင့်တခုခုကိုစင်ကြံကြံနေသလိုမျက်နာကိုကြည့်နေရင်းမှသူ့အဖေ၏မျက်နာမှာမာကြောလှသည်ကိုတွေ့လိုက်ရပြီးမတိမသာထိတ်လန့်မိသည်အထူးသဖြင့်မညီမညာရိတ်ထားသည့်နှုတ်ခမ်းမွေးများနှင့်ရှေလျားလာသောအထက်နှုတ်ခမ်းအောက်တွင်ခွက်ခနဲထောင်ချောက်ပိတ်သလိုပိတ်သွားသည့်ကြောက်သားလိုပါဇက်ကိုလည်းတွေ့မြင်ရ၏မထရီသည်ရုတ်တရက်ဘာမပြောညာမပြောမိရနေသည့်ထိတ်ကိုငိမ့်တက်လိုက်ပြီးစီကရက်တိုကလေးကိုသူ၏ကိုချက်အင်ကြီးအိတ်ထဲသို့ထည့်ထားလိုက်လေသည်ဘယ်ချိန်ရှိပြီလဲကွာဘောကသူ၏ငွေနာရီကလေးကိုထုတ်၍ကြည့်နေစဉ်တွင်သူ့အဖေသည်လိုချင်မျက်စိဖြင့်ကြည့်နေသည်ကိုပေါင်းသတိပြုမိ၏ရုတ်တရက်ဆိုသလိုပင်မထရီကငါမှနာရီမရှိဘူးကွာဟုပြောလိုက်သည်ဘောလည်းသူ၏အင်ကြီးကျဲသည့်ပေါက်တွင်တတ်ထားသည့်နာရီကြိုးကလေးကိုအသာအရာဖြုတ်ယူ၍နာရီရောကြိုးပါသူ့အဖေအားလှမ်းပေးလိုက်၏ကျွန်တော်ဟာယူထားလေအဖေမှာဒီတက်ကောင်းတာမရခင်ပေါ့မထရီသည်ကျေးဇူးစကားပင်မဆိုနာရီနှင့်ကြိုးကိုသူ၏လက်ခုပ်ထဲတွင်ဆကာကြည့်နေရမှသူတွင်အကျင့်ပါနေသည့်လှုပ်ရှားမှုများဖြင့်လင်းမြန်စွာဝှက်လိုက်ပြီးသူ၏အိတ်တွင်ထဲသို့ထည့်လိုက်လေ၏ထိုအခါတွင်အပြင်မှတကားခေါ်တန်ကြားလိုက်ရပြီးဇပွဲသိမ်းရန်အစီကံမာကလေးဝင်လာသည်ဘောထိုင်ရာမှထားလိုက်သည်
သူ့အဖေကတော့ဘာမဆိုခွင့်လွှတ်နိုင်ပါသည်တို့ရတွင်သူ့မှာတော့ရင်ထဲကမချမ်းသာသူကတဲတဲမြသာထွက်တော်သည့်လေတံဖြင့်ကျွန်တော်တို့အပြင်ထွက်ကြရအောင်အဖေအတွက်ဈေးလျှောက်ဝယ်ကြရအောင်ဟုပြောလိုက်သည်မက်ထရီကအေးဟုတ်တယ်ငါအဝတ်စားကောင်းကောင်းလိုချင်တယ်ဟုဆိုလိုက်သူတို့သားဖားနှစ်ယောက်တက္ကစီတစ်စီးဖြင့်ຫນွေဥရာသီဤကြည်လင်ချမ်းမြေသည့်နေအောင်ကြီးနွေကလေးတဲ့တွင်လဲနက်လန်းသို့လာခဲ့ကြကာမြို့တော်ဤအကြီးဆုံးအဝတ်ထဲဆိုင်ဖြစ်သောတရုံသို့ဝင်ခဲ့ကြသည်သူ့ဖေအားအာယုံပြောင်းပေးလျင်တတရာရမည်ဟုထင်ခဲ့သောပေါ်မှာသာ၍ပင်အကြီးအကျယ်စိတ်ညစ်ရလေတော့သည်တညနေခင်းလုံးသူ့မှာထမင်းလုံးတစ်စေအချောက်ခံရသူပမာစိတ်ဆင်းရဲရလျက်ရှိလေသည်သူ့အဖေဤရိုင်းဆိုင်ကြမ်းတမ်းနေသောအသွင်ပြင်အမူအရာကြောင့်သူတို့အားလူတွေကစိုက်ကြည့်ကြသည်တနေရာတွင်သူ့အဖေကကြမ်းတမ်းရိုင်းဆိုင်စွာပြုမှုပြောဆိုခဲ့၍သူတို့အားကူညီနေသည့်အယောင်စေးမာကလေးတစ်ယောက်မှငိုတော့မလို့ဖြစ်သွားရသည်ထို့တဲ့ဆိုသည်မှာသူစိတ်များကမူမမှန်တော့ပဲရိုင်းဆိုင်ကြမ်းကြုံနေသလောက်သူအကြိုက်များကလည်းရိုင်းနေပေရာသူရွေးချယ်ထားသည့်အဝတ်စားများမှာသူနှင့်မတင့်တော်ဆုံးအဝတ်စားများဖြစ်နေခြင်းပင်သည်သူကအတင်းကြိုက်သည်ဝယ်မီဆိုနေသည့်အဝတ်စားများသည်လူငယ်လူရွယ်ကလေးများအတွက်သာတင်လျော်သည့်အကွက်စင်များဘိုးတုရှက်အင်ကြီးဝင်းလက်နှင့်နဂတိုင်းလေစည်းအဝါတောက်ပရှုပနကလည်းအညိုရောင်ဥချွင်တို့ဖြစ်နေပေသည်ရွှေတဲ့ငွေတဲ့ရောင်းသည့်နေရာ၌ဝင်လက်ပစ္စည်းများကိုမက်မောရစ်သည်လောက်ကတနာရီနီးပါးကြည့်နေသဖြင့်ဘောကသူ့အားလက်ဆွဲကလေးတစ်ကွန်းဝယ်ပေးလိုက်တော့မှထိုနေရာကခေါ်လို့ရလေတော့သည်ညနေ6 နာရီတွင်သူတို့ဝန်စာသို့ပြန်ရောက်ကြပြီးဘောမှာပင်ပန်းနွမ်းနယ်လျက်အေကန်တဲကကလထိုင်တစ်လုံးတွင်စိတ်ပြက်လက်ပြက်ထိုင်ချလိုက်သည်မထရီသည်သူ့ဘာသာမျက်နှုံတဲလာခဲ့သောသူ၏အထုပ်ပိုးကလေးများကိုယူကာအိတ်ခမ်းထဲသို့ဝင်သွားသည်မိနစ်20ခန့်ကြာနေပြီးမှအဝတ်စားတင်များဆင်လျက်နာယီနှင့်ကြိုးကိုလည်းအင်ကြီးတွင်တက်လျက်လက်စွပ်နှင့်တကွဟန်ထုတ်၍ထွက်လာလေသည်သူကအမဲဟေးသူတို့ဘယ်လိုလုပ်လို့ငါဘဝမဆုံးသေးပါဘူးကွာခွေးမာကားတွေမြင်စီခြင်းလေကွာအထူးသဖြင့်ဟစ်ဆိုတဲ့အကောင်ကွာကဲတို့အပြင်ထွက်ပြီးဟိုဟာဒီဟာကလေးစားပြီးပွဲကလေးပါလေးကြည့်ကြရအောင်ကွာဟုပြောလိုက်သည်ဘောကလင်းမြန်စွာဖြင့်အခုပဲပြန်လာတဲ့အဖေကျွန်တော်တို့ဒီပုံမှာပဲညနေစာစားလိုက်ကြတာပေါ့ဟုပြောလိုက်ရ၏မထရီကသူဤတရေလိုထူထဲသည့်နဖူးကြီးပေါ်တွင်အတွင်များပေါ်လာအောင်မျက်မှောင်ကျုပ်ကဘောအားလှမ်း၍ကြည့်လိုက်၏တခုခုတောက်ကြမယ်လေကွာဘောကတောက်တာပေါ့အဖေဘာတောက်ချင်လဲဟုမေးလိုက်သည်ဝစ်စကီမထရီသည်နှစ်ယောက်ထိုင်ဆိုပါပေါ်တွင်အစံသားထိုင်ချလိုက်ပြီးမြို့ထဲကအပြန်တွင်ဘောအားအဝယ်ခိုင်းခဲ့သည့်ညနေသတင်းစာကိုဖွင့်၍ဖတ်နေလေသည်ငါသတင်းပါမှာပဲကွာဓာတ်ပုံတွေလည်းရိုက်လိုက်ကြတာသူတို့သတင်းစာထဲမှာငါအကြောင်းထိတ်ရရင်ရေးသည်များအတွက်ပိုက်ဆံရအောင်တောင်းယူရမယ်ဘောကခေါင်းလောင်းကလေးနှိပ်လိုက်ပြီးအတန်ငယ်ကြတော့ထိုညနေစောစောပိုင်းကဇပွဲလာသိမ်းသည့်အစေခံမာကလေးဝင်လာသည်ဘောကညနေစာနှင့်ဝီစကီတပလင်းမှားနေစဉ်တွင်ဆိုပါပေါ်မှမထရီသည်သတင်းစာထိတ်မှကြော်၍မင်းကလေးအားစူးစူးဆိုင်ကြည့်နေလေသည်မင်းကလေးမှာအရက်မြင့်ပါခွက်နှင့်ယူဘောအသွင်ရှိပြီးယခုကဲ့သို့ထင်ရှားကြော်ကြားနေသူတယောက်ကသူ့အားဂေရုစိုက်ကြည့်နေသည်ဆိုတော့သူမှာရှက်စနိုးဖြစ်ကာကြားမှုပါဖြင့်ပင်ပြုံးပြလိုက်သေးသည်မင်းကလေးထွက်သွားတော့မထရီကငါဘယ်သူလဲဆိုတာသူသိတယ်ကွာဟုခက်ကြွားကလေးဆိုလိုက်သည်ညနေစာရောက်လာသောအခါဘောမှာစားကျင်စိတ်ပင်မရှိတော့မထရီမာမူကစကားတခွန်းမြမပြောဘဲဝီစကီပလင်းဖော့စုပ်ကိုဖွင့်ကာဖန်ခွက်ထဲသို့အတော်များငှက်ထည့်လိုက်၏ထို့နောက်ဖန်ခွက်နှင့်ပလင်းကိုယူကာနိုင်ရန်အနည်းရှိနောက်မီမြင့်ကလထိုင်ပေါ်သို့သွားထိုင်သည်ကလထိုင်ပေါ်တွင်မတ်မတ်ကြီးတိတ်ဆိတ်စွာထိုင်လျက်သူ့ရှိတဲ့ကိုသာဗာမြမမြင်ပဲငေးဆိုင်ကြည့်နေလျာတဖြည်းဖြည်းသူ့ရှိကမြင်ကွင်းများပျောက်ကွယ်ကာကြောက်မဲ့ဖွယ်ရာဖြစ်လာသည်မကြာခဏဆိုသလိုပင်သူ၏ဖန်ခွက်ထဲသို့အရက်ထပ်၍ဖြည့်သည်တစ်ချက်တွင်သူကိုယ်သူစကားပြောနေသလိုသူ၏နှုတ်ခမ်းများကတလှုပ်တရွဖြစ်လာသည်သူသည်ဘောရှိနေသည်ကိုလည်းဂယုမဆိုင်မင်းကလေးဝင်လာတော့လည်းဂယုမဆိုင်သဖြင့်မင်းကလေးမှာအလိုမကျဖြစ်သွားသည့်အသွင်ပင်ပေါ်လွင်သွားသည်အတော်ကြည့်ကြအောင်တိတ်ဆိတ်နေသောအခါဘောမှာထိတ်လန့်ရတော့မလို့ဖြစ်လာကသူ့အဖေအားငိမ့်ဆိုင်ကြည့်နေလိုက်မိလေသည်သူအားလက်တစ်ဖက်ကဆွဲ၍စကူလေကလေးများလွှတ်ရန်အတွက်ဂျက်စမွန်ကြောက်ထဲသို့ခေါ်သွားတတ်သူသူစိတ်ပျော်ရွှင်စေရန်ပုံကြံကလေးများအယုတ်ကလေးများရေးဆွဲကိုက်ညှက်၍ပြတတ်သူစနေနေ့အလုံးမပြန်သူ့အတွက်ကစားစရာတစ်ခုမဟုတ်တစ်ခုပါအောင်ယူလာတတ်သူလှုပ်ရှားမှုတိုင်းတွင်အချစ်အခင်နှင့်အကျဉ်းတရားများပေါ်လွင်နေခဲ့သူထို့သူသည်
ယခုသူဤရှိတွင်မြင်နေရသူဖြစ်နိုင်ပါမည်လားညီမြကြမ်းကြုတ်ရက်ဆက်သည့်ဘဝမျိုးရောက်အောင်ပို့လိုက်ပါလေဘောလဲဤ15နှစ်လုံးသူ့အဖေအားစိတ်ရောကိုယ်ရောဆင်းရဲအောင်ထုခဲ့ထောင်းခဲ့နှိပ်စက်ခဲ့သည့်အကျဉ်းခံကလေးထောင်အဝယ်စားတန်တိုင်တန်တကားများမောင်မောင်မဲမဲကြီး၌တယောက်တည်းနေကြရသည့်နာရီများထောင်သားများ၏အော်ဒန်ဟစ်တန်ငိုကြီးတန်နှင့်အနံ့သက်များသူတို့အားအမျက်တစေကြည့်၍နေကြသောအဆောင်ကြက်များနှွေ၌၎င်းဆောင်း၌၎င်းမိုးရွာရွာနေပူပူနှင်းကြကြတပင်တပန်းခါကြိုမခန်းတကုံကုံတကုတ်ကုတ်လှုပ်ခဲရသည့်အလုတ်ကြံပျော်ရွှင်စရာခန်းသည့်နေများဂုံနိုင်ခဲလာသည့်ညရာရှိကြီးများတို့ကိုပြန်ပြောင်းတွေးတော်မိစဉ်သူ၏ရင်ထဲတွင်သနာစိတ်ကရုဏာစိတ်ကလေးမတိမတာဆွဲညိလာသည်တို့ရတွင်ယခုကရတိုင်းပေါ်တွင်တောင်းတောင်ကြီးထိုင်ကားရှေ့တက်တို့သာစူးစိုက်ကြည့်နေသောကြောင်းမခွေရာတကယ်အရှိလူကိုတွေ့လိုက်ရတော့လဲသူ၏သနာစိတ်ကလေးများမှာပိတ်ဆို့သွားပြန်လေသည်ရုတ်တရက်မထရီသည်တရွတရလိုပင်သူ၏နာရီကိုထုတ်ယူလိုက်ကာအကြာကြီးစိုက်ကြည့်နေပြီးစကားဆ၍ပြောလေတော့သည်9နာရီထိုးပြီဆိုတော့သူတို့တွေအားလုံးအမှောင်ထဲမှာပြင်ပြအိယာကလေးတွေနဲ့မိုးရေရေတွေကကြောက်တွင်းသားမှာနဖူးကချွေးချီမကြအောင်တပင်ပန်းအလုတ်လုတ်ခဲ့ကြရပြီးဟင်းကြီးကျဲကျဲညစာစားအဲ့ဒီဟင်းကြီးထဲမှာအဖက်ကလေးတစ်ဖက်တလေးတွေ့ရရင်ကံကောင်းအာလူဘတ်ပေါ့ဆက်ပြခဲလို့အရသာမျိုးနဲ့အာလူဘတ်ညူညူမဲမဲခဲခဲဘိုက်ထဲမှာအော်ဂလီဆန်းစရာမှောင်လို့မဲလို့ဒါပေမဲ့သူ့အတန်ကိုတော့အပြင်ဘက်ဇင်းကြံလမ်းမှာကြားနေရတယ်ခောက်တော့ခောက်ပြန်လျှောက်ပေါက်ကလေးတွေကနေချောင်းချောင်းကြည့်လိုက်ရှောက်လိုက်ဒီကနေ့တာဝန်ကြတာဟစ်ဆိုတဲ့အကောင်ဖြစ်ချင်းဖြစ်မယ်သူဆိုရင်သိနေကြတာပဲသူတို့အားလုံးဝါရာဟစ်ကိုပဲကြည့်ပြီးရှောက်နေကြရတာပဲတချို့ကကြောက်ထူရင်းလက်ကိုခိုက်မိခဲ့ကြတယ်တချို့ကကြောတွေအောင့်လာခဲ့ကြတယ်တချို့ကလက်တွေမိလောင်ဘူးလို့ပေါက်ခဲ့ကြတယ်သူတို့အားလုံးဟာမြူထပြီဆိုရင်အစ်စ်အမြစ်တွေကြိုက်ကြခဲကြဒါပေမဲ့လည်းသူတို့တွေတွေးနေတာတွေနဲ့ဆိုရင်ဒါတွေဟာဘယ်လောက်မှအရေးမကြီးသလောက်ပါပဲသူတို့အားလုံးဟာပြင်ပလောကကိုပဲစိတ်ကူးကြည့်နေကြတယ်သူတို့ရဲ့ပြင်ပြားလေးတွေပေါ်မှာအိမ်ရင်းကဒီတိုင်းကြီးတွေရဲ့အပြင်ဘက်မှာဘယ်လိုရှိမယ်ဆိုတာကိုသူတို့မှတ်မိသလောက်နဲ့ပြန်တွေးပြီးထင်မြင်ကြည့်နေကြတယ်သူတို့ပျော်ပျော်နေခဲ့ကြတဲ့ဘဝအိယာပျော်ပျော်ပြောင်းပြောင်းနဲ့အိတ်ခဲ့ကြရတဲ့ဘဝသားနဲ့ငါနဲ့စားခဲ့တောက်ခဲ့ရတဲ့ဘဝအစုံပေါ့ထောင်သားကြီးတွေဟာနိုင်ရန်ကိုခောက်ခောက်ပြီးတယောက်နဲ့တယောက်စကားပြောကြရတယ်သတင်းပေးကြရတယ်ဘယ်သူဖြင့်ကြာပွေအရိုက်ခံရတယ်ဘယ်သူရောက်လာတယ်ဘယ်သူထွက်ရတော့မယ်ဆိုတာတွေကိုနိုင်ရန်မှာခောက်ခောက်ပြီးပြောကြတယ်ဒါပေမဲ့အများစုကတော့သူတို့ဘယ်တော့မှမထွက်ရတော့ဘူးဆိုတာကိုသိနေကြတယ်သူတို့ဟာအဲ့ဒီအထက်မှာပဲတစ်သက်လုံးနေသွားကြရတော့မယ်သူတို့ဖို့ဘာမှမျှော်လင့်ဖို့မရှိတော့ဘူးသူတို့ဟာအရှင်လက်လက်မြေမြုပ်ခံရတဲ့လူတွေသူတို့မှာနွေးနွေးထွေးထွေးရှိကြမှာရှိမယ်အခန်းကလေးတွေထဲမှာရှိကြမှာရှိနေမယ်တခုခုမှားပြီဆိုတော့မဟုတ်တာတခုခုလုံးမိပြီဆိုတော့တိုက်ပိတ်ခံရရောအောက်ထပ်မြေတိုက်ထဲက6ပေ10ပေအခန်းကလေးအဲ့ဒီအထက်မှာမှောင်ပိတ်နေတာအာလူကြတော့မရဘူးပေါင်မုံနဲ့ရေပဲရတယ်ပေါင်မုံကြောင့်နဲ့ရေပဲလှဲ့တောင်မလှဲ့တာဘူးရှင်နလန်းလှမ်းလိုက်တာနဲ့ပဲအုတ်နံရံကိုခေါင်းနဲ့ဒိန်းကနေဝင်ဆောက်မိတာပဲအဲ့ဒီခါမှာစဉ်းစားမိတယ်ငါဘာကောင်မို့လဲငါပဲရောက်နေတာလဲဒီလိုနေရာကိုရောက်လာရအောင်ငါဘာတွေများလုပ်ခဲ့လို့လဲအဲ့ဒီလိုခါမှာဒီနိုင်ရန်တိုင်းတွေသာပွန့်ထွက်သွားစမ်းငါဘဝငါပြန်ရလိုက်စမ်းငါခံရတာတွေအတွက်တာဝန်ရှိတဲ့သူတွေကြေအောင်ပိဆက်စီရမပေါ့ဆိုတာကိုပြောမိတာပေါ့ကမ္ဘာလောကကြီးတစ်ခုလုံးကိုမုန်းတယ်ရရာကိုဆွဲယူပြီးဒီတိုင်းကြီးတွေသာပွန့်ထွက်လိုက်စမ်းကဲဖះငါအဖို့တော့ဒီတိုင်းကြီးတွေပွန့်ထွက်ပြီကောဒီတော့ငါဘာလုပ်မယ်ဆိုတာမင်းစဉ်းစားတာကြည့်ပြီတော့သူပြောပြီးတော့ခါထိုင်ရမှထားလိုက်ပြီးဘောအားနှုတ်လဲမဆက်လက်ရည်မြမကြည့်ပဲအခန်းထဲမှထွက်သွားလေသည်ဇင်ကြံလန်းအတိုင်းသူ့အိတ်ခန်းစီသို့လျှောက်သွားသောသူ၏ခြေတံပြင်းပြင်းကြီးများကိုကြားလိုက်ရပြီးခဏမျှငြိမ်သက်တိတ်ဆိတ်နေ၏ထို့နောက်လူကောခေါင်းလောင်းတန်တဲတဲမျှကြားလိုက်ရပြီးမရှိမနှောင်းပင်ခပ်ဖော့ဖော့နင်းသွားသည့်ခြေတံတစ်ခုဇင်ကြံကိုရှောက်၍သွားတန်ကြားလိုက်ရ၏ဘောသည်သူ၏တင်မာနေသောစိတ်ကိုဖြေရန်အားထုတ်တော်လဲမရသူနားကိုဆွင်း၍ထောင်နေလိုက်မိ၏ပြန်ထွက်လာသည့်ခြေတံကိုမကြားရချေဘောကမဇတ်မအတန်ထွက်အောင်ပင်ညီးတွားလိုက်မိ၏သူ့စိတ်ထဲကမတင်ကားနေသည်ကိုဒေကြအောင်လိုက်၍တော့မကြည့်ဝင်သို့တော့သူတွင်မတိစိတ်ကဆက်ဆက်၍ပေးလိုက်သည့်အလားထိုညနေသူတို့ဒရုံမအထွက်
လူအုပ်ထဲတွင်သူ့အဖေကသူ့အားဝန်တိုက်မိသည်ကိုရုတ်တရက်ပြေး၍သတိရလိုက်မိသည်အလိုလျောက်ပင်သူ၏လက်သည်သူ၏ကိုယ်အင်ကြီးအတွင်းအိတ်ထဲသို့ရောက်သွားသည်တံပေးခဲ့သည့်ငွေများမှကြံသမျှငွေ15ပေါင်ခန့်မှသူ့အိတ်ထဲတွင်မရှိတော့ချေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာကြီးထင်လင်းဤဘာသာပြန်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့တကြွန်းစံဤပြန်လန်းဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်း20နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း21မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ